Customized comb, 300 yen. ဒီလိုမျိုးကိုနာမည်နဲ့ဖီးကိုဘယ်လိုမှာရတယ်ဆိုတာကိုသိချင်ပါသလားသိချင်နေဆိုရင်တော့အဆုံးထိကြည့်သွားပြီပါဒါကတော့ငင်းဖြစ်ပါတယ်အရှိတစ်ခေါက်ကလုံကသပင်ကိုစတက်ထရီမျိုးညှလိုက်တာသပင်လုံးဝတူတက်သွားပါတယ်သိခံပြီးတော့ကြည့်ပေးပါဘီကဖွင့်လိုက်မယ်ဆိုလို့ရှိရင်တော့အဲ့လိုပုံစံမျိုးလေးဖြစ်ပါတယ်ဘောနော်ကျမလေးတော့မပြုတ်ကြလို့ပြန်တင်ရသေးတယ်အောက်ကနေပြီးတော့တွန်းလိုက်မယ်ဆိုလို့ရှိရင်ဘီပုံစံမျိုးလေးဖြစ်သွားပါတယ်အရင်အဆင်ပြေပါတယ်တုံးရလည်းအဆင်ပြေပါတယ်ဘောနော်ဘယ်လိုမျိုးပိတ်ကလေးဆိုတော့သူတို့ဘေးကနှစ်ခုလေးကိုစုပြီးတော့ပိတ်လိုက်မယ်ဆိုရင်အထဲထဲပြောင်းဝင်သွားပါတယ်ဘောနော်ကိုနာမည်နဲ့ကိုမှ300ကျော်လောက်ပဲရှိပါတယ်အဲ့ဒီပန်းရောင်လေးကလည်းတတ်ပါပါတယ်ပန်းရောင်လေးတက်ချင်လားစေးပါလေးတက်ချင်လားဆိုတာကိုတော့အနောက်ကဗီဒီယိုအနောက်မှာလည်းဆက်ပြောပြထားပါတယ်ဘယ်ကမှလည်းဆိုတော့အားလုံးသုံးတဲ့ chain ကပဲဖြစ်ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင် customize ကုန်းဆိုပြီးတော့ရိုက်ချလိုက်ပါအများကြီးပဲ customize လုပ်လို့ရတဲ့ bee တွေထွက်လာပါတယ်ငင်းဝယ်တဲ့ bee က361ရမ်းပဲရှိပါတယ်အဲ့ဒီမှာသူက silver bow နဲ့ pink bow ဆိုပြီးတော့ no bow လည်းရွေးလို့ရပါတယ်ငင်းကတော့အဆူဆူမဲ့လောက်တာကတော့ silver bow ကပိုလှမယ်လို့ထင်ပါတယ်ငင်းဝယ်ထားတာကပန်းရောင်ဖြစ်ပေမဲ့ဘုံပန်းရောင်ကပြင်မှာတိတ်မလောက်လို့ခံစားရပါတယ်ဒါပေမဲ့ပန်းရောင်ကြိုက်တဲ့သူကတော့ပန်းရောင်ဝယ်ပါသူကဘယ်လိုမျိုးလဲဆိုတော့အမ font တွေလည်းရွေးလို့ရပါတယ် Disney font လေးရှိပါတယ်အရန်လှပါတယ် font တွေကငင်းနာမည်ရိုက်ထည့်လိုက်ပါတယ်အဲ့လိုမျိုးကိုလိုချင်တဲ့နာမည်လေးပေါ့နော်ရိုက်ထည့်လိုက်ပါရှင်းရပုံမှန်မှမယ်ဆိုလို့ရှိရင်တော့3-4ရက်ပဲကြာတယ်ဆိုပေမဲ့သူက customize လုပ်တာဖြစ်တဲ့ကြောင့်မို့လို့9ရက်ကနေပြီးတော့9ရက်ထိကြာပါတယ်